ကြီးလိုက်နဲ့ပြောလိုက်မယ်နော်ရင်းနှီးများနဲ့လောက်ကန်ရတဲ့လုပ်ငန်းမို့နော်ရွှေရှာတဲ့လုပ်ငန်းတစ်ခုကိုတင်မကြီးလိုက်နဲ့ပြောလိုက်မယ်နော်ရင်းနှီးများနဲ့လောက်ကန်ရတဲ့လုပ်ငန်းမို့နော်အတိတ်ဆောင်နဲ့လေးမှာကံမဘူးနော်ပညာရှိကြီးတွေကြားခွဲရှိတယ်လို့နော်ဘွယ်မလိုက်တာနဲ့ဒီကြဖို့မလွယ်ရွှေမျိုးလုပ်ငန်းရှုံမောနိုင်ပါတော့နော်အစစရာတွေးနေလဲမပြီးစေးတွေရန်ကြည်နေတဲ့ခေတ်ပါနော်စီကြီးမူနော်မြေကြီးကမမြင်နိုင်နဲ့ရဝေးထူနော်မြင်လေးနဲ့တော့ဒီမကြီးနဲ့နော်ရေစက်ခံပြိုလောက်ကန်ရတဲ့လုပ်ငန်းထူပါနော်မကျွမ်းကျင်မဲနဲ့တော့မလုပ်ပါနဲ့လို့ပြောလိုက်ပြစေနော်ချွေရတဲ့သူများကတော့ပြုံးပြုံးလို့ပြောချွေများတဲ့သူများကြတော့ဆုံးရှုံးလို့ပြောချွေရတဲ့သူများကတော့ပြုံးပြုံးလို့ပြောချွေများတဲ့သူများကြတော့ဆုံးရှုံးလို့ပြောဘဝဝမ်းရည်မလွယ်ကုန်စိမ့်စေတယ်ကုန်နေကြီးများကစားမိပြူအားထားရတဲ့လုပ်ငန်းဆိုလဲအမှားပါဘူးနော်ရောလို့ဆိုတာနော်ကိုင်းကိုကျွမီကျွန်းကိုကိုင်းမီလောက်ကန်ရတဲ့လုပ်ငန်းကူပါနော်လွယ်လေးမတင်လိုက်နဲ့နော်ဘဝနဲ့ရင်းမီလောက်ကန်ရတဲ့လုပ်ငန်းကူနော်အောက်ချင်မလို့နဲ့ဘဝပြတ်သွားမယ်နော်ပြောလိုက်မယ်နော်ရင်းနှီးများနဲ့လောက်ကန်ရတဲ့လုပ်ငန်းမို့နော်ရွှေရှာတဲ့လုပ်ငန်းတစ်ခုကိုတင်မကြည့်လိုက်နဲ့ပြောလိုက်မယ်နော်ရင်းနှီးများနဲ့လောက်ကန်ရတဲ့လုပ်ငန်းမို့နော်အတိတ်ဆောင်နဲ့လေးမှာကံမဘူးနော်ပညာရှိကြီးတွေကြားခွဲရှိတယ်လို့နော်ဘွယ်မလိုက်တာနဲ့ဒီကြဖို့မလွယ်ရွှေမျိုးလုပ်ငန်းရှုံမောနိုင်ပါတော့နော်အစစရာတွေးနေလဲမပြီးစေးတွေရန်ကြည်နေတဲ့ခေတ်ပါနော်မမြင်နိုင်နဲ့ရဝေးထူနော်မြင်လေးနဲ့တော့ဒီမကြီးနဲ့နော်ရေစက်ခံပြိုလောက်ကန်ရတဲ့လုပ်ငန်းတစ်ခုပါနော်မကျွမ်းကျင်မဲနဲ့တော့မလုပ်ပါနဲ့လို့ပြောလိုက်ပြစေနော်ချွေရတဲ့သူများကတော့ပြုံးပြုံးလို့ပြောချွေများတဲ့သူများကြတော့ဆုံးရှုံးလို့ပြော
ဆုံးရှုံးလို့မပြောဝါဝမ်းရင်မလွယ်ကုန်စိမ့်စေတယ်ကုန်နေကြီးများကစားမိပြူအားထားရတဲ့လုပ်ငန်းဆိုလဲအမှားပါဘူးနော်မျောလုံးဆိုတာနော်ကိုင်းကိုကျွမီကျွန်းကိုကိုင်းမီလုပ်ကြရတဲ့လုပ်ငန်းခုပါနော်လွယ်လွယ်လေးမတင်လိုက်နဲ့နော်ဝါနေ